ကမ္ဘာရွှေဈေးကတော့တပတ်တာဈေးစဖွင့်ပြီးချင်းမှာပဲတောက်လျှောက်ကိုအတက်အားသာနေရတွေ့ရပါတယ်။ဒီနေ့တနင်္လာနေ့မနက်ခင်းပိုင်းမှာဆိုရင်ကမ္ဘာရွှေကတအောင်စားကို9109ဈေးတန်းနဲ့ဈေးစဖွင့်လာခဲ့ပြီးတော့မှအမြင့်ဆုံးအနေနဲ့9186ဈေးတန်းဝန်းကျင်ထိဈေးတက်ထားပြီးပါရှင်။လက်ရှိမှာတော့9160ဝန်းကျင်မှာပဲဈေးတက်ကျသွားနေပါတယ်။ဆိုတော့ဒီနေ့တနင်္လာနေ့မှာဆိုရင်ဘယ်ဈေးကနေကိုအဓိကစောင့်ကြည့်ပြီးတော့မှအဝယ်ရောင်းလုပ်ရမလဲဆိုတာကို H1 time frame နဲ့ analysis လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြီးခဲ့တဲ့တစ်ပတ်ကကမ္ဘာရွှေဈေးကဈေးအတက်နဲ့ပိတ်သွားဖြစ်တဲ့အတွက်ဒီတစ်ပတ်မှာဆိုရင်လည်းကမ္ဘာရွှေဈေးကအတက်ကပို့ပြီးတော့မှအားသာနိုင်တယ်ဆိုတော့ဒီတစ်ပတ်လုံးမှာအဝယ်ဦးစားပေးပြီးတော့မှအဝယ်ရောင်းလုပ်သွားပါမယ်ဆိုတော့ဝယ်ချင်တဲ့သူတွေအနေနဲ့ကတော့အောက်ဈေးတန်းတွေကိုစောင့်ပြီးတော့မှဝယ်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာရွှေဈေးအတက်ကြတွေကမြန်ဆန်တာဖြစ်တဲ့အတွက်အထက်ဈေးမှာလိုက်ဝယ်မိတဲ့အခါမှာဆိုရင်ဈေးပြန်ကြတဲ့အခါမှာကိုယ့်ရဲ့ order တွေရဲ့ mindset တွေကိုစားသွားနိုင်တယ်ဆိုတော့အဝယ်ရောင်းလုပ်မဲ့တွေအနေနဲ့ကိုဝယ်မဲ့ရောင်းမဲ့ဈေးတန်းတွေကိုတခြားလေးစောင့်ပြီးတော့မှအဝယ်ရောင်းလုပ်စေချင်ပါတယ်ရှင်။ဆိုတော့ဒီနေ့မှာကမ္ဘာရွှေကိုအဝယ်ဝင်ခြင်းတဲ့သူတွေအနေနဲ့ပထမဆုံးစောင့်ကြည့်ရမယ့်ဈေးတန်းဆောင်ကတော့9119ဆိုတဲ့ဒီဈေးတန်းဆောင်လေးဖြစ်ပါတယ်။ဒီ9119ဈေးတန်းဝင်ခြင်းကိုဒါဈေးကျလာခဲ့မယ်ဆိုရင်ပေါ့နော်ဒီဈေးတန်းရဲ့အောက်ကိုH1ရဲ့အကြကန်နဲ့ထပ်ပြီးတော့မှဖောက်ပြီးတော့ပိတ်နိုင်ခြင်းမရှိခဲ့ဘူးဆိုရင်ပြန်ပြီးတော့မှကန်တက်မဲ့အနေထားရှိတယ်။ဒီနေ့တစ်နေ့တာလုံးလည်းအတက်အားသာဖြစ်တဲ့အတွက်ဈေးကတောက်လျှောက်တက်နိုင်တယ်။ဒါပေမဲ့တက်ဖို့အတွက်ကိုပြန်ပြီးတော့မှအားယူတဲ့အချိန်ယူပြီးတော့မှပြန်ကျတဲ့အကြလေးရှိရပေါ့နော်။ဆိုတော့အဲ့လိုအကြလေးတွေမှာလိုက်ပြီးတော့မှကိုကအမိရဝယ်တတ်ဖို့လိုတယ်ဆိုတော့ဒီနေ့အတွက်အဝယ်ဆောင်ကတော့9119 9120ဈေးတန်းဆိုဖြစ်ပါတယ်ရှင်ဒီဈေးတန်းဆောင်ကိုဒါဈေးကျလာတဲ့အခါမှာဆိုရင်ဒါအဝယ်ဝင်လို့ကောင်းမဲ့ဆုံးဖြစ်ပါတယ်ဆိုတော့9119 120ဈေးတန်းဆောင်မှာဝယ်မယ်ဆိုရင် store lot အနေနဲ့ကတော့9105ဒီဈေးတန်းဝန်းကျင်လောက်မှာထားပြီးတော့မှ take profit 1အနေနဲ့9151ဝန်းကျင်မှာထားပြီးတော့မှ take profit 2အနေနဲ့9180ဈေးတန်းဆောင်မှာထားလို့ရမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့အောက်ဈေးမှာအဝယ်ဆောင်ကျင်တဲ့သူတွေအနေနဲ့ကတော့9119 120ဈေးတန်းဆောင်ကိုတစ်ချက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်ရှင်ပြီးတော့ဒီနေ့ကမ္ဘာရွှေဈေးရဆိုရင်9180ဈေးတန်းကို H1 ရဲ့အတက်ကန်နဲ့ဖောက်ပြီးတော့မှပိတ်နိုင်ခဲ့မယ်ဆိုရင်ဆက်ပြီးတော့မှအတက်အားသာနိုင်ဆိုတော့9180ဈေးတန်းကိုဒါ break out ဖြစ်လာခဲ့မယ်ဆိုရင်ဒီဈေးတန်းဆောင်မှာလည်းအဝယ်ပြန်ပြီးတော့မှဝင်လို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနောက်ဝန်းကျင်ပါဝယ်မယ်ဆိုရင်တော့အမြင့်ဈေးဖြစ်တဲ့အတွက် break out ဖြစ်မှာ Canal confirmation ရမှာဒါဝယ်ဝင်လို့ရမှာဖြစ်ပါတယ်ရှင်တကယ်လို့ဒါဒီ9180ဈေးတန်းအထက်မှာ H1 ရဲ့အတက်ကန်နဲ့မပိတ်နိုင်ခဲ့ဘူးဆိုရင်တော့9200ဈေးတန်းဆောင်ကဒီနေ့အတွက်ရောင်းလို့ရမယ့်ဆုံးအနေနဲ့ရှိနေပါမယ်ဆိုတော့အယောင်ဆောက်ကျင်တဲ့သူတွေအနေနဲ့ကတော့9200ဈေးတန်းရဲ့အထက်ကိုဈေးတက်လာတဲ့အခါမှာ Canal confirmation လေးတွေစောင့်ပြီးတော့မှအယောင် order ဝင်လို့ရမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့အယောင်ဝယ်လို့ဖို့အတွက်အဓိကစောင့်ကြည့်ရမယ့်ဈေးတွေကိုတခြားစောင့်ကြည့်ပါ Canal confirmation တွေရမှာ order ကိုဝင်ပါရှင် order တိုင်းမှာမဖြစ်မနေ TPS ဆန်ထားပြီးတော့မှအယောင်ဝယ်ပြုလုပ်ပါဘာကြောင့်လဲဆိုတော့ဈေးတက်ကြတွေကပုံမှန်မဟုတ်တာဖြစ်တဲ့အတွက်မလိုအပ်ပဲအရှုံးတွေမဖြစ်ရအောင်မို့ store လို့ကိုမဖြစ်မနေထားပြီးတော့မှအယောင်ဝယ်ပြုလုပ်စေချင်ပါရှင်ကမ္ဘာရွှေဈေးကွက်ကိုအယောင်ဝယ်တော့လုပ်ချင်တယ်ဒါပေမဲ့ကိုယ်တိုင် analysis လုပ်ဖို့အချိန်မအားတဲ့သူတွေအနေနဲ့ပို့ဖြူစီမှာ trade အကောင့်ဖွင့်ရုံနဲ့ဒီလိုမျိုး daily analysis တွေ VIP signal တွေကိုထပ်မံရရှိမှာဖြစ်ပါတယ်ဈေးကွက်အကြောင်းကိုအခြေခံနေစပြီးတော့မှကျွမ်းကျင်တက်မြောက်တဲ့အထိလေ့လာပြီးမှအယောင်ဝယ်ပြုလုပ်ခြင်းတဲ့သူတွေအနေနဲ့လည်းအခြေခံနေစပြီးတော့မှကိုယ်တိုင်လက်တွေ့အယောင်ဝယ်လုပ်နိုင်တဲ့အထိစနစ်တကျသင်ကြားပေးတဲ့သင်တန်းတွေလည်းရှိပါတယ်ဆိုတော့သင်တန်းတစ်ယောက်ချင်လို့ပဲဖြစ်ဖြစ်ထွေထီကောင်ဖွင့်ချင်လို့ပဲဖြစ်ဖြစ်ပို့ပြရဲ့ Messenger ဒါမှမဟုတ် Telegram အကောင့်ကိုဆက်သွယ်ပြီးတော့မှအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။